皆さんこんにちはကျွန်တော်ကတော့ပြည့်စုံအောင်နေငကိုရဲ့ပြည့်စုံအောင်ပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့ F5 time ကို session 4 chapter 1ရဲ့ session 4 nanin discuss တဲ့လူတွေရီးမယ်ဗျာကျွန်တော်တို့ဒီအခန်းမှာဆိုရင် session 4လေးမှာလူတွေဘယ်လိုရီးကြလဲကျွန်တော်တို့ရေးတွက်ကြမယ်ပေါ့ဗျာအဲ့တော့ဒီပထမဆုံးကျွန်တော်51တောင်ရပါပြီခုတော့က51ဆိုတော့ကျွန်တော်ရှေ့ကအလုံး90လေးတော့ရမယ်လို့ထင်ပါတယ်ပေါ့နော်မှတ်မိမယ်လို့ထင်ပါတယ်အဲ့တော့ hitori နံပါတ်51လေးကိုကျွန်တော်တို့ကြည့်ကြမယ်ပေါ့နော် hitori ဆိုတာတယောက်တည်း hitori တယောက်တည်းတဲ့ futari နှစ်ယောက်နော် hitori လူကိုရည်နေရနော်လူကိုရည်နေတာလူကိုရည် ishini san yun အဲ့လိုမရည်ဘူးနော် hitori futari 50တော့3နှစ်3နှစ်က3ယောက်ယောနှစ်4ယောက်နံပါတ်55ဂောနှစ်5ယောက်56ရခုနှစ်6ယောက်နောက်50ခုကချီနင်းလို့ပြောလို့ရတယ်နနင်းလို့လည်းပြောလို့ရတယ်သူကတော့9ယောက်ပေါ့နော်နောက်တစ်ခုနံပါတ်58ဟာရှိနင်း6ယောက်နောက်တစ်ခုကခုနင်းလို့လည်းပြောလို့ရတယ် Q နင်းလို့လည်းပြောလို့ရတယ်နှစ်ခုသုံးလို့ရတယ်ပေါ့နော်အခုနှစ် Q နင်းက9ယောက်နောက် J နင်းက10ယောက်ကျွန်တော်တို့10ယောက်ပေါ့အဲ့တော့နံပါတ်61လေးကိုကျွန်တော်ကြည့်မယ်အဲ့တော့61ဆိုလို့ရှိရင်နန်းနင်းဆိုတာမေးတာပေါ့ဗျာမေးတာဘယ်နှစ်ယောက်လဲဆိုနန်းနင်း discuss ဘယ်နှစ်ယောက်ပါတယ်လဲ3ယောက်ဖြစ်ပါတယ်နော်နံပါတ်62မှာဆိုရင်ကျွန်တော်တို့ဒါအသက်အရွယ်ပိုင်းခြားလေးတွေကျွန်တော်တို့ကြည့်ကြမယ်62ကအိုတိုနာဆိုရင်ဒါတက်ကြီးပိုင်းပေါ့နော်ဥပမာအဖြစ်ကျွန်တော်တို့ဒီအသက်အရွယ်တစ်ခုရထားတဲ့လူတွေကိုပြောတာနောက်ကလေးတွေကြရင်ခိုတိုးမိုကကလေးအိုတိုနာကနည်းနည်းအသက်ကြီးရယ်နော်အသက်အရွယ်တစ်ခုရပြီးွားပြီပေါ့နော်ဥပမာအဖြစ်ကျွန်တော်18ကျော်မယ်20ကျော်မယ်ဒီလိုလူတွေကိုအိုတိုနာလို့ပြောလို့ရတယ်ခိုတိုးမိုကတော့ကလေးပေါ့18နှစ်နောက်ပိုင်းပေါ့နော်ကလေးလေးတွေပြောတာနောက်တစ်ခုက otoko no hito တဲ့ otoko no hito နဲ့ onna no hito က JLPT ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ listening ပိုင်းမှာကျွန်တော်တို့နားထောင်ရမယ်ပေါ့နော်ဒီ otoko no hito နဲ့ onna no hito ကဘာတွေပြောနေလဲဘာတွေလုပ်နေလဲဆိုတော့ JLPT ဖြစ်တယ်ဆိုရင်ကျွန်တော် listening ပိုင်းမှာဒါနားထောင်အောင်မှာဖြစ်တယ်အဲ့တော့နံပါတ်64က otoko no hito ဆိုတာယောက်ျားပြောတာ otoko no hito ဆိုတာလူ otoko ဆိုတာယောက်ျားရဲ့လူဆိုတော့ယောက်ျားပေါ့နော်အခု onna no hito ဆိုတာမိန်းမကိုပြောတာနော်မိန်းမကိုပြောတာ onna no hito နောက်တစ်ခု otoko no ko ဆိုရင်ယောက်ျားလေး onna no ko ဆိုရင်မိန်းကလေးနော်အမျိုးအစားကိုခွဲခြားတာယောက်ျားလေးဆိုလို့ရှိရင်သူကကလေးလေးဆိုရင် otoko no ko မိန်းကလေးဆိုရင်onna no ko ပေါ့နော်ဒီ60ခွန်ပေါ့နော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ဒီဗီဒီယိုလေးနဲ့ပဲကျွန်တော်အဆုံးသတ်လိုက်မယ်ရှင်ဖိုးလေးကတော့ဒီဗီဒီယိုလေးအဆုံးသတ်လိုက်မယ်ပေါ့နော်နောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးတော့ကျွန်တော်တို့လေ့လာကြည့်ရမယ်ပေါ့နော်ဆိုလိုကြီးပြတဲ့ကျေးဇူးတင်ပါတယ်